င်္ဂါသာသမီကျွန်တော်ရဲ့မိတ်ဆွေပေါင်းမင်္ဂလာပါနော်အင်္ဂါသာသမီများအတွက်အပတ်စဉ်တောက်ကြနေညနေ6နာရီမှာဒါပုံမှန်တင်ပေးနေကြဖြစ်တဲ့ဒုက္ခကျေပွင့်ဆိုတဲ့တဲတော်နမိတ်ဖြစ်ပါတယ်တဲတော်က9ကတ်ချပြီးတော့ကံကြမ္မာဖတ်ကြားပေးခြင်းဖြစ်ပါတယ်အင်္ဂါသာသမီတွေတွေပထမဆုံးကြလာတဲ့တဲတော်နမိတ်ရာဆိုရင်တော့ကျေပွင့်နမိတ်ပါမယ်နော်တိမ်တိုက်တဲ့ကနေပြီးတော့ထွက်လာတဲ့လက်တစ်ဖက်ပေါ့အဲ့လက်တစ်ဖက်ထဲမှာကျွန်တော်ကျေပွင့်ရှိတာပေါ့နော်အဝါရောင်ကျေပွင့်ပေါ့လင်းလက်နေတယ်ဝါရောင်ကျေပွင့်အဲ့နမိတ်ကိုညွှန်ပြတဲ့နမိတ်ဖြစ်ပါတယ်။အောက်မှာဆိုရင်အင်မတန်မှလှပတဲ့ပန်းညံလေးတွေရှိတယ်မုတ်လေးတွေရှိတယ်ပေါ့နော်။တကားတွေအားလုံးပွင့်လန်းနေတာပေါ့။ကံကြမ္မာပွင့်လန်းတာပေါ့။ဆိုတော့အင်္ဂါသားသမီးတွေအတွက်ဒီချိန်မှာပြောချင်တာတော့မျှော်လင့်နေတဲ့အရာတွေကိုလွယ်လွယ်ကူကူနဲ့ရရှိနိုင်တဲ့ကံစွာတာနမိတ်မျိုးရှိပါတယ်။အင်္ဂါသားသမီးတွေကဒီကာလတွေမှာကိုယ်ကဘယ်အရာတွေကိုမျှော်လင့်နေတာလဲပေါ့နော်။အလုပ်ကောင်းကောင်းလိုချင်တာလားနောက်နိုင်ငံခြားသွားဖို့ကြိုးစားနေတာလားပေါ့နော်စီးပွားရေးတွေအဆင်ပြေချင်တာလားလုပ်ငန်းတွေအမြန်စချင်တာလားပေါ့ဘယ်ဘက်ကနေကိုကဘယ်အရာတွေကိုမျှော်လင့်နေတယ်ဘယ်အရာတွေကိုဖြစ်မြောက်ချင်တယ်ဘယ်အရာတွေအောင်မြင်ချင်တယ်ပေါ့ကိုမျှော်လင့်နေတဲ့ကိစ္စတွေကိုဖြစ်မြောက်ချင်တဲ့ကိစ္စတွေကိုရယူဖို့ကြိုးစားနေတဲ့ကိစ္စတွေမှာထူးထူးခြားခြားအကျိုးပေးပြီးတော့ကံကောင်းပြီးတော့အောင်မြင်မှုရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ဒီကာလတွေမှာကုမ္ပဏီဝန်ထမ်းလောက်ကင်ဆောင်ရွက်နေတဲ့သူတွေရယ်နောက်ဆွေးရဝန်ထမ်းလောက်ကင်ဆောင်ရွက်နေတဲ့သူတွေအတွက်ဆိုရင်ထူးထူးခြားခြားပဲအလုပ်မှာတိုးတက်မှုတွေကြုံမယ်ပေါ့နော်ယာရုတိုးတဲ့သတင်းတွေနောက်လစာတိုးတဲ့သတင်းတွေနောက်နေရာကောင်းရတဲ့သတင်းတွေထူးထူးခြားခြားကြုံရတတ်ပါတယ်နောက်ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေတဲ့အင်္ဂါသားသမီးတွေအတွက်အောင်မြင်နိုင်တာပေါ့ပြည်တွင်းခရီးတွေပြည်ပခရီးတွေတွာလာဖို့အတွက်ကြိုးစားအားထုတ်နေတဲ့သူတွေဆိုရင်ထူးထူးခြားခြားခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်သွားမဲ့ကံသာတာမျိုးရှိပါတယ်။ဒီကတော့နောက်အောင်မြင်မှုကြီးကြီးမားမားဟိုထူးထူးခြားခြားရနိုင်တဲ့ကံသမားမျိုးရှိတဲ့အတွက်အင်္ဂါသားသမီးတွေထဲမှာဒီအမှုပညာလုပ်ငန်းကိုလောက်ကင်ဆောင်ရွက်နေတဲ့အင်္ဂါသားသမီးတွေနောက်ဂီတဖန်တီးတာနောက်ရုပ်တံရိုက်ကူးတာစတဲ့တီးဖြတ်တာစတဲ့အနုပညာနဲ့ပတ်သက်တာတွေပေါ့နော်နောက်စာပေတို့နောက်ကဗျာတို့အနုပညာရတစာပေစတဲ့ကိစ္စတွေမှာဖန်တီးနေတဲ့အင်္ဂါသားသမီးတွေဆိုရင်ဒီကာလတွေအတွက်အင်မတန်မှကောင်းပါတယ်ကိုယ့်ရဲ့သချင်းကိုဒီချိန်မှာစတင်တင်တယ်ကိုယ့်ရဲ့ရုပ်တံအတွက်ဒီချိန်မှာလက်မှတ်ထိုးတာမျိုးတွေပြုလုပ်တင်တယ်တဲ့တော်တော်လေးကောင်းပါတယ်နောက်လုံးရင်ကောင်းမလားမကောင်းလားလှုပ်တင်လားမလှုပ်တင်ဘူးလားပေါ့နော်အဲ့လိုမျိုးချိန်ဆနေရတဲ့အလုပ်မျိုးတွေရှိရင်လှုပ်တင်ပါတယ်လုပ်ဖို့အတွက်လည်းပဲအဖက်ဘက်ကနေပြီးတော့အစဉ်ပြေမဲ့အကြောင်းတရားတွေကြုံပါလိမ့်မယ်နော်။နောက်ဆွေမျိုးသားချင်းနဲ့ပတ်သက်တဲ့နမိတ်မှာကြတော့ဒုချောင်းသုံးချောင်းနမိတ်ကြတာပေါ့နော်။ဒီနမိတ်ကဘာကိုညွှန်ပြတာလဲဆိုတော့ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေထဲမှာအိမ်ရောက်မယ်ခြံရောက်မယ်ကားရောက်မယ်ပေါ့နော်။အယောင်းဝယ်ကိစ္စတွေအတွက်ကြိုးစားအားထုတ်နေတဲ့သတင်းတွေရှိတဲ့ဆွေမျိုးသားချင်းတွေထူးထူးခြားအောင်မြင်မှုရတတ်ပါတယ်နောက်လူမှုရေးနဲ့ပတ်သက်တဲ့ကံသာတာတွေမှာတော့အင်္ဂါသားသမီးတွေကနည်းနည်းသတိထားမှာပေါ့နော်သူများရဲ့ဒုက္ခကကိုယ်ဒုက္ခဖြစ်သွားတတ်တယ်သူများရဲ့ပြဿနာကကိုယ်ပြဿနာဖြစ်တတ်တယ်သူများရဲ့ဝင်တော့ဝင်ဖို့ကိုကဝင်ပြီးတော့တာဝန်ယူရတာမျိုးတွေကြုံရတတ်ပါတယ်ဒါကြောင့်မလို့လူမှုရေးကဏ္ဍတွေမှာတော့အာနာတာတွေအဲ့လိုမျိုးလေးတွေတော့သတိထားသင့်ပါတယ်ပေါ့နော်နောက်ငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာကတော့အင်္ဂါသားသမီးတွေအတွက်တော်တော်လေးကောင်းတာတော့မေရိုကြီးဆိုတဲ့နမိတ်ကြတာပေါ့မေရိုကြီးနမိတ်ကကြတော့အင်မတန်မှကံသာတာကောင်းတဲ့နမိတ်ပါပဲဘယ်ဘက်ကနေအစဉ်ပြေမယ်ကံကောင်းမယ်စိတ်ချမ်းသာရမယ်အောင်မြင်မဲ့ကံသာတာမျိုးတွေရှိပါတယ်အဲ့တော့ငွေကြေးနဲ့ပတ်သက်ရင်တော့ထီပေါက်တကယ်တော့ငွေစုလိုက်တွန်လိုက်ဝင်တတ်တဲ့အချိန်ကာလဖြစ်ပါတယ်ငွေကြေးကိုအကြောင်းပြုပြီးတော့ပူပန်တော့ကကြုံတွေ့နေရတဲ့အင်္ဂါသားသမီးတွေရှိရင်မပူနဲ့လို့ပဲပြောချင်ပါတယ်နော်နောက်ကျမ်းမာရေးပေါ့ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့နည်းနည်းညံ့တတ်တာပေါ့နော်ကျမ်းမာရေးအထူးဂယုစိုက်တဲ့ကာလဖြစ်တယ်မမျှော်လင့်မနဲ့ကျမ်းမာရေးရုပ်တရက်ခြူကြတာလေးတွေညံ့တာလေးတွေဖြစ်တတ်တယ်အဓိကတော့ပါဇက်တို့တွင်းတို့လေချောင်းတို့အဲဒီပတ်ဝန်းကျင်မှာကျမ်းမာရေးအတွက်အကြောင်းပြုပြီးတော့စေုံစေကံကိုပြသရတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်နောက်ပညာရေးနဲ့ပတ်သက်တဲ့ကံသာတာတဲ့သင်တန်းနဲ့ပတ်သက်တဲ့ကံသာတာမှာကြတော့ခွက်ပလား6လုံးဆိုတာနမိတ်ကြတယ်ဒီနမိတ်ကကြတော့အင်မတန်မှကောင်းပါတယ်ကျမ်းမာအဓိကတော့ပညာရေးကဏ္ဍတွေမှာဆိုရင်ကောင်းတယ်သင်တန်းကိစ္စတွေကောင်းတယ်စောင်းဝဲဖြည့်ဆိုခြင်းနဲ့ပတ်သက်တဲ့ကံသာတာတွေကောင်းတယ်နောက်ဘာသာရေးနဲ့ပတ်သက်တဲ့အဋိဌာန်တွေလုပ်ဖြစ်မယ်ဘာသာရေးအဋိဌာန်လုပ်ဖို့ကင်ပတ်တွေရတတ်ပါတယ်
နောက်ချေနောက်ရင်းနဲ့ပတ်သက်တဲ့ကံသာတာတဲ့ခွက်ပလားလေးလုံးဆိုတဲ့နမိတ်ကြတာပေါ့နော်ခွက်ပလားလေးလုံးဆိုတာဒါတော်တော်လေးကောင်းမှမျက်နှာအင်မတန်ပွင့်တတ်တဲ့ကာလဖြစ်တယ်စမ်းပွင့်တတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်အိမ်အောင်မရှိသေးတဲ့သူတွေဆိုရင်အိမ်အောင်ရတတ်တယ်ချစ်သူမရှိသေးတဲ့လူတွေချစ်သူရတတ်တယ်အိမ်အောင်ရဲ့ကိစ္စတွေစိတ်သက်ကြောင်းတဲ့ကိစ္စတွေမင်္ဂလာကိစ္စတွေကြုံရတတ်ပါတယ်ကိုကမလို့ကျင်တာတော့ရတတ်တယ်ကံကြမ္မာနမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ခြေအိမ်အောင်ကြီးလည်းကံတာတာကောင်းတယ်အဓိကတော့အောင်မြင်မှုကြီးကြီးမားမားရမယ်အချိန်ကာလပါလူမှုရေးလေးတွေတော့နည်းနည်းသတိထားဖို့လိုအပ်ပါတယ်နော်အင်္ဂါသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းတဲ့အရောင်နဲ့ညီညိုရောင်နဲ့အဖြူရောင်နဲ့ကောင်းပါတယ်ညီညိုရောင်လေးတွေအဖြူရောင်လေးတွေဝတ်ပါဆောင်းပါထီထိုးတာတွေကံသက်မဲ့ထိုးတာတွေဝါသနာပါရင်တော့3ကနန်း2ကနန်းကအင်္ဂါသားသမီးများအတွက်ကံကောင်းစေတဲ့ lucky number ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဇီးတီတို့ဇီးယိုတို့ကတ်လူပူဇော်ပြီးတော့ဆူတောင်းမှာမကောင်းတဲ့ကံစားတာအညံ့အခိုက်တွေပြေပြောက်ပြီးတော့ကောင်းကျိုးလိုရာဆန္ဒရရှိစေမှာဖြစ်ပါတယ်ဟောစတန်စီတင်လေးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်ကသတင်းမကားလေးတွေပါကြပါတယ်ကျွန်တော်ယူရိုမင်္ဂလာချန်ကိုဗိုလ်တုံးတွေကလွယ်ပြီးတော့ channel ရက်တွေမှာဖေးရမရှိဖွင့်ပါတယ်နော်တနင်္ဂနွေနေ့မနေ့7:00နာရီမှာခင်မွန်ကြီး10ပါအလူရရာပွဲရှိပါတယ်စနေနဲ့အင်္ဂါနေ့မနေ့7:00နာရီမှာတော့နဝင်းပွဲရရာရှိပါတယ်အင်္ဂါနေ့ညမှာဓာကြီးလေးပါအလူရရာပွဲရှိပါတယ်ကျသာပတိနေ့မနေ့မှာခေါင်းစိတ်မင်္ဂလာရရာပြုလုပ်ပေးပါတယ်တောက်ကြနေ့မနေ့7:00နာရီမှာတော့တရားပွဲရရာရှိပါတယ်နော်ဒါစဉ်1ရက်နေ့ကနေပြီးတော့10ရက်နေ့အထိပြည်တွင်တင်နန်းနေရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒါကတော့အဘဆရာကြီးမင်းသင်္ခါရဲ့ကြီးနဲ့ဗရောက်ပြီးပေါဆိုတဲ့ပတိလေးဖြစ်ပါတယ်နော်ကြီးရဲ့ဗရောက်ကဓာတ်စင်တာပေါ့ကြီးနဲ့ဗရောက်သားလေးနဲ့အပြီးပေါဆိုတာပြီးချင်းပြီးမြောက်ခြင်းအောင်မြင်ခြင်းကိုပြောတာပါကိုယ့်ရဲ့အလုပ်ကိုင်အကြံစီတွေစိတ်ကူးတွေကိုမြန်မြန်ဆန်ဆန်ပြီးမြောက်အောင်မြင်စေခြင်းနဲ့ဆိုရင်နဲ့ကြီးနဲ့ဗရောက်သားလေးနဲ့ရောပတိစောင့်ထားလို့ရပါစိတ်ဆရာတော့မလိုပါဘူးစိတ်မဲ့ဆိုရင်လည်းတော်တော်လေးအဋိဋ္ဌံအောင်ပါတယ်နော်ဒါတော့ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့အဆောင်လက်ဖွဲ့လေး3ခုပါကျမ်းမာရေးအတွက်အဝါရောင်လက်ဖွဲ့လေးဖြစ်ပါတယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အစိမ်းရောင်လက်ဖွဲ့လေးဖြစ်ပါတယ်ဒါကတော့အခြေအိမ်အောင်ရေးနဲ့ပတ်သက်တဲ့လက်ဖွဲ့လေးပါဒါတော့ဈေးဆိုင်တွေလုပ်ငန်းတွေအတွက်အဓိကငွေကြေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလောင်းကစားနဲ့ပတ်သက်တဲ့လုပ်ငန်းတွေပေါ့နော်တချို့ကံသာတာကောင်းဖို့အတွက်ဆိုပြီးတော့ဒါဝါစိမ်းနေအင်းစမပြောင်းနိုင်လေးတွေဖြစ်ပါတယ်ဒီနေ့ကိုတိုင်းထုံးရအောင်နော်ကိုမအကြောင်းချင်းကကိစ္စရှိတဲ့အခါအဋိဋ္ဌံပြီးတော့ထုံးရတယ်ယရနာဒီပံပြောင်းနိုင်တော်ကြီးဖြစ်ပါတယ်ဒါကတော့အဆောင်ဆက်လွယ်ပါနော်အဆောင်ဆက်လွယ်ပါဒီလိုဆက်လွယ်ဆောင်တာပါဒါကတော့ဒိုးကလေးပေါ့ဒိုးကလေးအဆောင်နော်ဒါကတော့ဇီးသားရောင်းမှလေးဖြစ်ပါတယ်ဒါကတော့ဈေးကော်လက်ပွင့်မျက်နှာပွင့်ပြရစီဖြစ်ပါတယ်ကဲကျွန်တော်ရဲ့မိတ်ဆွေအပေါင်းကိုကျမ်းမှာစိတ်ချမ်းသာလူရဆန္ဒပြပါစေလို့နော်ဘဝလန်းခီလန်းကိုအေးချမ်းသာရစွာရှောင်လန်းနိုင်ကြပါစေနော်ပူပန်သောကတွေလည်းကင်းဝေးကြပါစေလို့ဒီကတော့ကျမ်းမာရေးကောင်းမွန်ကြပါစေလို့ဆုတောင်းမေတ္တာများလှိုက်လိုက်လဲပို့သလိုက်ပါမယ်